Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့တနာကငဖောင်းကြောက်လေးကိုခင်းနေလေးနဲ့ချက်ပြမှာဖြစ်ပါတယ်ရှင်ပထမဦးဆုံးကျတုန်နီရဲ့ကျတုန်ဖြူလေးရဲ့ကိုစနင်းလေးထည့်ပြီးတော့စီလေးတက်ပါမယ်ရှင်စီတက်ထားတဲ့ဟာလေးရပြီဆိုရင်အယောင်တင်းမြုပ်တိမုံလေးကိုထည့်ပြီးတော့စီလေးတက်ပါမယ်ပြီးရင်ခင်းနေလေးပါတစ်ခါရဲထည့်ပေးလိုက်ပါမယ်ခင်းနေလေးထည့်ပြီးတော့ရင်စားရဲ့အချိုမုံလေးရဲ့ကိုထည့်မယ်ထည့်ပြီးတော့ရင်အဖုံးလေးအုပ်ထားလိုက်ပါမယ်ရှင်ဖုံးလေးအုပ်လိုက်ပြီဆိုရင်ခရမ်းနီနီလေးရရေလေးထွက်ပါတယ်သူ့ရဲ့ထွက်နေတဲ့ရေလေးနဲ့ပဲခရမ်းနီနီလေးကိုနူးအီပြီးကျင်းညက်နေအောင်ချက်လိုက်ပါမယ်ရှင်ခရမ်းချင်းကြီးလေးအဲ့လိုလေးနူးအီသွားပြီဆိုရင်ငဖောင်ရိုးငချောက်လေးထည့်ပါမယ်ထည့်ပြီးတော့အဲ့ဒါလေးကိုတခြားမှုရမယ်ငွေပြီးသွားလို့ရှိရင်ရေလေးအနှင်းငယ်ပဲထည့်ပါမယ်ထည့်ပြီးသွားရင်ကလော်တီလေးပါထည့်မယ်ထည့်ပြီးသွားရင်ခဏလေးအဖုံးလေးအုပ်ပြီးတော့တည်ထားလိုက်ပါမယ်တည်ပြီးသွားရဆိုရင်နောက်ဆုံးရရင်နည်းနည်းလေးအုပ်လိုက်ပါမယ်နည်းနည်းလေးအုပ်ပြီးသွားရင်တော့ရပါပြီသမင်းအိုးလုံးတစ်စီမဲ့ငဖောင်ရိုးခင်းနေဒီချက်လေးရပါပြီရှင်နောက်ထပ်ဒီလိုမျိုးဗီဒီယိုလေးတွေအတွက်တနာရဲ့အကောင့် follow လေးလုပ်ပေးခဲ့ပါနော်အားလုံးပဲ bye bye